ငပိတဲ့ကြီးရဲ့လောက်ရက်တွေကိုတီးပြီးတဲ့နောက်မှာနိုင်ငံတကာလှမေတွေရဲ့ဖန်တွေရဲ့တောင်းပန်ဝင်ရင်ချင်းကိုရရှိနေတဲ့တဲဆုငိမ့်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Sally Space အိတ်ကနေပြန်လေးကြိုဆိုလိုက်ပါရစေအချိန်ကနိုင်ငံတကာလှမေဖန်တွေတီးတီးကဒရမာကွင်းဆိုပြီးတော့လှပြောင်ခံခဲ့ရတဲ့ Miss Grand မြန်မာလှမေတဲဆုငိမ့်ကတော့အခုချိန်မှာသူမကိုလှပြောင်ခဲ့သူတွေစီကတောင်းပန်တာတွေဝင်ရင်တာတွေကိုလက်ခံရရှိနေပြီဖြစ်ပါတယ်အလှမေတဲဆုငိမ့်ဟာ Miss Grand International 2024မှာမြန်မာနိုင်ငံကိုစားပြုပြီးပါဝင်ရှင်ပြိုင်ခဲ့သူဖြစ်ပါတယ်။ MGI 2024ရဲ့အသက်ငယ်ဆုံးပြိုင်ပွဲဝင်ဖြစ်ခဲ့သလိုမြန်မာပြည်သက်အများပြားရဲ့အားပေးမှုကိုလည်းခိုင်မာစွာရရှိခဲ့သူပါ။ပြိုင်ပွဲရဲ့နောက်ဆုံးစစ်မှာတော့သူမက Second Runner အသာရရှိခဲ့တာပါ။တဲဆုငိမ့်ကဝမ်းနည်းစွာနဲ့ငိုကြွေးခဲ့သလိုမူးလဲတဲ့အထိဖြစ်ခဲ့တာအလုံးလေးအသိပဲဖြစ်ပါတယ်။ National Director ထူးအလွင်ကလည်းချက်ချင်းတရဖို့ပြန်ခဲ့သလို MGI ကနှုတ်ထွက်ခဲ့ကြောင်းမှကြေညာခဲ့တာပါ။ပိုင်ရှင်ဖြစ်သူနဝက်ရဲ့အကြောင်းတွေကိုထုတ်ဖော်ပြောဆိုခဲ့တာကြောင့်ထူးအလွင်နဲ့တဲဆုငိမ့်ကိုနဝက်ကတရားစွဲဆိုမေးဆိုပြီးပါထုတ်ဖော်ချင်းချောက်ခဲ့ပါသေးတယ်။ဒီဖြစ်ပျက်တွေဖြစ်ပွားပြီးနောက်ပိုင်းမှာတချို့သောမြန်မာပရိသတ်တွေပါဝင်နိုင်ငံတကာလှမေတွေရဲ့ဖန်တွေတော်တော်များကတဲဆုငိမ့်ပေါ်ပြပြင်းထန်ထန်ဝေဖန်ပြစ်တင်ခဲ့ကြတာပါ။သူမကိုရင်းကျက်မှုမရှိဘူးစိတ်ခံစားချက်မထိန်ချုပ်နိုင်သူဖြစ်အလှမေမဖြစ်သင့်ဘူးဒရမာကွင်းစသည်ဖြင့်အမျိုးမျိုးဝေဖန်ခဲ့ကြတာပါ။လက်ရှိချိန်မှာတော့ဒီလိုအမြင်နဲ့ဝေဖန်မှုတွေကပြောင်းလဲသွားခဲ့ပြီးဖြစ်ပါတယ်။အကြောင်းကတော့မကြခင်ရှက်ပိုင်းကပဲ MGI 2024 winner ဖြစ်ခဲ့တဲ့အိန္ဒိယလှမေရေချေကသူမရဲ့ winner crown ကိုပြန်ခဲ့သလိုပိုင်ရှင်ဖြစ်သူနဝက်နဲ့သူ့ရဲ့ organization အကြောင်းတွေပါဖော်ထုတ်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။နဝက်ကငွေကြေးကျိုးမြတ်တစ်ခုတည်းကိုကြည့်ပြီးဂရိမတီသူတရားမမျှတသူမရှိဘဲစိတ်ကူးပေါက်တာထောက်လုပ်နေသူဖြစ်ကြောင်းပြောခဲ့တာပါ။အလာမေတွေကိုလေအလာမေတူလို့မဆက်ဆံပဲဈေးတဲ့တူလို့ခိုင်းစေပြီးတော့သူကျိုးမြတ်တွေလောက်ခိုင်းနေကြောင်းဆိုခဲ့တာပါ။သူမကိုခန်းချင်းဟိုတယ်တစ်ခုမှနေခိုင်းပြီးစားဖို့တောင်သူမဘာသာချက်ပြဝကြောင်းဘာထောက်ပံ့မှုမှမရကြောင်းဖော်ပြခဲ့တာပါ။နဝက်ကဘော်ရီရှိမင်းလုပ်တတ်တဲ့အကျင့်ရှိပြီးစိတ်ထားမကောင်းသူဖြစ်ကြောင်းပြောပြခဲ့တာပါ။တရဖူပိုင်ရှင်လာမေလေးငပီရောင်းပေးရပြီးတော့နှိမ်ခံရတာကိုလောကတိမခံနိုင်တော့တာကြောင့်တရဖူပြန်အပ်ခဲ့တာဖြစ်ကြောင်းဆိုရှယ်မီဒီယာမှာတင်ပြီးတော့ဖြည့်ရှင်းခဲ့တာပါ။နဝက်ကတော့ရေချေအားစာချုပ်ပါစီကမ်းတွေကိုမလိုက်နာကြောင်းအခြား project တွေကိုတိကျလှုပ်ဆောင်နေတဲ့ကြောင်းနဲ့ဂျိုင်းချွေးနဲ့လည်းအရန်နဲ့သူဖြစ်ကြောင်းရက်ွက်ထဲမှာရန်ဖြစ်တယ်လို့ပြန်လည်တုတ်ပြန်ခဲ့တာပါ။ဒီလိုမျိုးနဝက်နဲ့သူ organization ရဲ့တုတ်ပြန်မှုကိုကြည့်ပြီးနိုင်ငံတကာလာမေတွေရဲ့ fan တီးတီးရတော့တဲဆုငိမ့်နဲ့ထူးဝဲလင်ကိုတရဖူပြန်အပ်တာမမကြောင်းထောက်ခံလာခဲ့ကြတာပါ။တဲဆုငိမ့်အနေနဲ့ MGI 2024မှာ winner ဖြစ်တဲ့ပေမဲ့နဝက်ရဲ့ငွေမျက်နှာကြည့်ပြီးတော့အကျိုးမဲ့မရတဲ့အတွက်ဖြုတ်ချခဲ့တာဆိုတာကိုလက်ခံလာကြပြီးဖြစ်ပါတယ်။တဲဆုငိမ့်ပေါ်ဝေဖန်ခဲ့တာတွေအတွက်စိတ်မကောင်းဖြစ်ရကြောင်းနဲ့တောင်းပန်ကြောင်းတွေကိုပြောလာကြတာပဲဖြစ်ပါတယ်။တဲဆုငိမ့်နဲ့သူမစီယာဖြစ်သူထူးရလွန်တို့ရဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ပေါ်အတိမဲ့ပြုကြောင်းပြောလာခဲ့ပြီးဖြစ်ပါတယ်။တကယ်လို့သာစက်ကဝနာအဲတရဖို့ကိုပြန်မအပ်ခဲ့ရင်နဝက်နဲ့စာချုပ်ချုပ်ရပြီးအခုချိန်တဲဆုငင်းလဲရုပ်ရှင်မရရပဲငပိရောင်းရနေမှာတေးကြသလောက်ပဲဖြစ်ပါတယ်။အခုလိုမျိုးနမိတ်စုံနဲ့ပုံနဲ့ထွက်နေတဲ့နဝက်ရဲ့ MGI 2025ကိုပါဝင်ရှင်ပြိုင်ဖို့စာချုပ်ချုပ်ထားခဲ့တဲ့မရန်ဆိုင်တော်ရဲ့ Miss Grand မြန်မာ2025အလားမဲ့ရွေးချယ်ပွဲကြီးကတော့ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာစောင့်ကြည့်ရတော့မှာပါ။ပရိသတ်ကြီးရောနိုင်ငံတကာလာမေရီရဲ့ fan တွေကတဲဆုငင်းပေါ်အမြင်ပြောင်းလဲထောက်ခံလာတဲ့ပေါ်ဝေဖန်ချန်ပြူချက်လေးတွေကိုလည်းပြောခဲ့ပေးပါအောင်ရှင်။ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့တွေမှာလည်းသတင်းသစ်လေးတွေနဲ့တူပြန်လည်ဆုံတွေ့ကြအောင်ပါ။မြန်မာပြည်သူပေါင်းကက်ကြီးသုံးပါးဘေးကနေကင်းဝတ်စေပါကြောင်းဆုတောင်းလိုက်ရပါတယ်ရှင်။